လည်းပြစ်သွားတာလား ဟုတ်တယ်ဒီမှာလာ ဟုတ်လားဩဘယ်လိုပြစ်သွားတာလဲ တား လူတားပြစ်တာဟဲ့ဖွား ပါဒီမှာပါတော့ခေါ် ဖွားဒီမှာလည်းပြစ်သွားတာလား ဟုတ်တယ်ဒီမှာလာ ဟုတ်လားဩဘယ်လိုပြစ်သွားတာလဲ တား လူတားပြစ်တာတားပြစ်တာလားဟာဩအိုးမောင်နှမဘယ်နှစ်ယောက်ရှိတယ်ဟုတ်တားသမီးဘယ်နှစ်ယောက်မွေးတာလဲ ရောက်ပြီ ခုနှစ်ယောက်မွေးရတာတယောက်ပဲရှင်းတယ်အဲ့တယောက်ကဖွားဒီမှာလည်းပြစ်သွားတာလားဟာဖွားနန်းသက်တယ်မကောင်းတော့ဘူးနော်အဖွားဟိုပေါ့နော်ဒီလိုလက်ပြစ်သွားတာအကြီးတယောက်လက်ပြစ်သွားတာပေါ့နော်ခံစားရတယ်ရှင်းနေမှာ ဒီတော့လည်းဒီတော့ကလည်းနေဘူးရမှာဖြစ်နေတာဘယ်လိုမှမဖြစ်ဘူးအဲ့တော့3ရက်ရှိပြီနော်3ရက်လောက် ချွေးမကပြစ်ခိုင်းတာလား တဲ့ဟုတ်ပါ အဲ့ဒါနဲ့ဝါလို့ပြောအဲ့ဒါမနေရတယ် အုံးလေးပဲလိမ့်မိလိုက်ပါလားနော် နေ ဒါရမ်းချစ်တာအခုချိန်ကြီးချစ်နေတော့မယ် ဒီကလေးရှိတာ ဒါချစ်နေတော့မယ်ဘာလဲချွေးမဖွေးမချွေးမဟာချွေးမဘာဖြစ်လဲ သူ့မှာ ချွေးမဖွေးမဟုတ်တယ်လေ ဒါခွေးသား ဒါဘာဖြစ်လဲ ခွေးသား ဒါအဖွေးသားတော့ရက်သက်တယ်နော်သားနမရဘူးလေသားနမရရဲစောတဲ့နေတာမဟုတ်ဘူးပြီပါမဟုတ်ဘူးပြီမြို့မဟုတ်ဘူးပြီမြို့တော့သားနမရရဲစောရေးနို့မင်းနေပြစ်ထားရတယ်နော်အောက်ဆိုမေးမယ်ဟိုဘောနော်ကိုသားရေထဲမှာနစ်နေမယ်အဖွားဆဲမရမယ်ဆိုဆဲမအော်ရဲစောရဲ့မင်းလောက်ရက်တယ်နော်ပြောကြည့်မင်းဦးထဲမှာရေနစ်နေတယ်တဲ့မင်းမေကဆဲမဆိုဆဲမယ်တဲ့အသက်ပေးပြီးတော့မင်းကဒီမှာလည်းပြစ်ချရတယ်နော်ဆိုတော့ရုပ်မှလည်းကောင်းကောင်းကောင်းပြီးမယ်ဒီနော် ဟုတ်ကဲ့ အရင်သနာဒီကသနာဆရာ ဟုတ်တယ်ကိုချင်းစား ဒီ ဘာ ပါ တင် တင် တာ တာ ဘာနော်အားမဖြစ်ဘူးတာရှိနော်အားတင်တာတော့ဘာနော်တာရှိတယ်နော်ဘာဖြစ် तू အမေမတော်လဲတားမိတော့နော်အခုပဲမျိုးအလူတွေပေါ့နော်ဝိုင်းဝိုင်းမြင်းများလေးရှဲ့ပြီး ဟုတ်ဘူးဒီအောင်မပြောတာလေဒီအောင်မပြောတာ ကွာလောက်ကူလာအေးအေးတောက်ကြည့်အန်ဒီလာလာတဲ့ဟိုမှာပိုင်ရှင်တော့တွေ့တာတွေ့ဘူးပြန်ကြည့်ဘူးပြန်လူတွေရောမြင်းများလေးရှဲ့ပြီးပါပေါ့နော်ဒီပပကိုလည်းသူမျိုးတွေလည်းသိသိကြည့်နေပေါ့နော်ဒါပဲဒါအရွယ်ကောင်းတော့မရှိသေးတယ်သိလားကျမကြီးကောင်းတယ်ဘာမှမဖြစ်သေးဘူးသိချလုံးကြည့်ဒါသားသမီးကြီးကမှတော့နေချင်ပါပေါ့နော်ဒါချွေးမတယောက်ကြောင့်နဲ့ဟိုချွေးမပြုတ်သွားတာသားသမီးကိုတာကိုဖြစ်ခိုင်းတာပေါ့နော်အရင်တည်းအောင်ချွေးမအေးကောင်းတော့ပေါ့နော် မရစကားမလို့မနဲ့တော့လာပြတာကျန် ပူပင်တဲ့သားသမီးကဒီမှာလာပြီးစွန့်ပစ်သွားတယ်ပေါ့နော်ဟိုဗါတယ်အိမ်နမဘလောက်အိမ်နမမသိဘူးလမ်းပါလားဟန်ဒီယာလမ်းဟုတ်လားဟန်ဒီယာလမ်းပေါ့မပူပင်ရပေါ့နော်ဒီဘဘကိုတွေ့ရင်ပေါ့ဆွေမျိုးတွေပဲဖြစ်ဖြစ်ပေါ့နော်လာပြီးတော့လက်ပြန်ခေါ်ပေးပါလို့လက်ပြန်ခေါ်ပေးပါပေါ့နော်အခုသားသမီးကပြစ်ချသွားတယ်ပေါ့နော်ချွေးမပြစ်ခိုင်းတာတဲ့ဟုတ်လားပေါ့ အော်မြီးလေးလည်းရှိတယ်။အော်အဲ့တော့အဖွားဒီအခုဒီလိုတားလက်ပြသွားတဲ့အချိန်မှာအဖွားကိုမြီးလေးကိုတတိယနေတယ်ဟုတ်လားဟိုအဖွားကိုလည်းပြစ်သွားတယ်တားအရင်တည်းကမြီးလေးနဲ့လည်းခွဲတယ်တားကိုနေပေးမယ်နော်ဘာမှဖြစ်မယ်နော်ဒီပေးမယ်
တာကူဒါကူပြီနော်လိုင်းပေါ်တင်လိုက်တာလည်းအကုန်ကြည့်သွားပါပြီဘုံပြင်အားဆိုတော့ဒီပေါ့နော်မိဘတားသမီးကဘယ်လောက်ကြီးဂျိုင်းနေဆိုတော့ကိုမိဘတော့လက်ပြချတယ်ပေါ့နော် ဘယ်လိုလဲမိမောင်မနာဘူးမိမောင်မနာဘူးတဲ့ အော်တာမိမကိုကြောက်တယ်အဲ့ကြောင့်မို့ဘဘတို့မလက်ပြချသွားတာလားနော်အကောင်းဆုံးပြအောင်တော့လုပ်ပေးမယ်ပေါ့လုပ်ပေးခဲ့မယ်ပေါ့နော်ဟိုဗာလဲလိုတာဆောင်းလိုတယ်ရှင်းအောင်လိုတယ်နေ့တိုင်းစားမယ်တောက်မယ်ဆိုရင်ဒါလေးတော့အမားတို့ကတောင်းဝင်ယူပါပေးနော်ဟိုဗာညနေကျရင်စိုင်မှာတော့ဝယ်ပေးဝယ်ပြီးဒီမှာနှစ်ဖို့ပေးသူကရင်ရှင်းအောင်လေးနဲ့ထောင်ပေးလိုက်ဘလောတယ်တော့သူကပြီးသွားမှဒိတ်တာကိုဆက်သွယ်ပြီးတော့လာပြီးလက်ခေါ်ပေးလိုက်မယ်နော်ဒါမှမဟုတ်သူ့ဆွေမျိုးတွေကလည်းဒီဗီဒီယိုဖိုင်မြင်ရင်လည်းလက်ခေါ်ရင်လည်းခေါ်မယ်ပေါ့နော်ဒါကကိုလာစက်ရုံရှိတဲ့မှာပေါ့နော်နေရာကဟိုဗာထောက်ချက်မျိုးပေါ့မျိုးဆောင်တာပေါ့နော်အမားတို့ပဲဘုသူအောက်အောင်မယ်နော်ငွေကြေးရတာနော်မဘာပြောတင်ပြီလေ ဘယ်လိုကြောင်းလဲတာသမီးကိုမိပါကိုမွေးထုတ်ထားတာနော်ဒါတာသမီးဆိုဒီလိုလုံးတင်တာမကောင်းဘူးပေါ့နော်နောက်တော့ဟိုအဲ့ဘယ်လိုပြောမလဲဘယ်လိုမျိုးတာသမီးတွေရှိနေလဲပေါ့နော်ဒီဗီဒီယိုဖိုင်လေးကိုကြည့်နေတဲ့လူတွေပေါ့နော်ဒီညာတော့ဒီဗီဒီယိုဖိုင်ကိုကြည့်နေတဲ့လူတွေတော့နော်ပညာပေးလေးအဲ့လိုလေးပြောနေတာပေါ့ဒီလိုလေးမစွန့်ပစ်ပါနဲ့လို့ကိုမိပါကိုနော်ကိုငငယ်တွေကစမွေးထုတ်ထားတာနော်ကြီးကြီးလာတဲ့အခုတို့တွေမလုပ်ကြပါနဲ့လို့အမကတော့အဲ့ဒါလေးမြစ်တာလေးရက်ခံတယ်နော်မောင်လေးလက်ပြကြည့်နေတယ်မှာပါလေ